မျိုးသမီးဟာအလုသမားတွေကိုခေါ်ပြီးဆိုင်ထဲကပင်လယ်စာကန်တွေအကုန်လုံးကိုအကုန်စင်ဖယ်ရှားခိုင်းလိုက်ပါတယ်။ရေလဲစနစ်3ပတ်တွေနဲ့ရေစစ်ထုတ်တဲ့စနစ်တွေကိုလည်းအကုန်ဖြုတ်ပစ်လိုက်တယ်လို့ပိုက်တစ်ချောင်းတောင်မကျန်အောင်အကုန်ရှင်းထုတ်ပစ်လိုက်တာပါ။အင်ရှင်မိသားစုအတွက်သူမဟာသူမရဲ့ပင်လယ်စာလုပ်ငန်းလိုင်စင်ကိုပါတိတ်တဆိတ်ပိတ်ပစ်လိုက်ပါတယ်။အင်ရှင်မိသားစုဆိုင်ကိုလာသိမ်းတဲ့အချိန်မှာတော့ဆိုင်ထဲမှာဘာမှမရှိဘဲဟောင်းလောင်းကြီးဖြစ်နေတာကိုမြင်ပြီးစွန့်အားသွားကြပါတော့တယ်။တကယ်တော့ဒီအမျိုးသမီးဟာပင်လယ်စာဆိုင်ဖွင့်ဖို့အတွက်ဒီဆိုင်ကန်းကိုငှားခဲ့တာဖြစ်ပါတယ်။3နှစ်တာကာလအတွင်းမှာသူမရဲ့စ조사အားထုတ်မှုတွေကြောင့်ဆိုင်ကတစ်နေ့ထက်တစ်နေ့ပိုပြီးအောင်မြင်လာခဲ့တာပါ။ဒါပေမဲ့အင်ရှင်မိသားစုကတော့ရက်ပိုင်းခြားတစ်ခါဆိုင်ကိုလာပြီးပင်လယ်စာတွေကိုအလကားလာယူတတ်ကြပါတယ်။အမျိုးသမီးကလည်းအင်ရှင်နဲ့အဆင်ပြေနေချင်တာကြောင့်ဒါတွေကိုဘယ်တော့မှထည့်မတွက်ခဲ့ပါဘူး။အင်ရှင်ရဲ့သားကောလိပ်ကျောင်းပြီးတဲ့အခါမှာတော့သူ့ရဲ့အပေါင်းဖော်တွေကိုခေါ်ပြီးဆိုင်ကိုနေ့တိုင်းလာပါတော့တယ်။သူတို့ဟာအဖိုးတန်ဆုံးပင်လယ်စာတွေကိုပဲရွေးယူကြရုံနဲ့မကပဲပတ်စံလည်းမပေးပဲအကျွေးစရင်တွေပဲအမြဲထည့်ခိုင်းနေခဲ့တာပါ။တနေ့မှာတော့ဆိုင်ဝန်ထမ်းကတော့မနေနိုင်တော့ပဲအကျွေးနဲ့ထပ်ပေးလို့မရတော့ကြောင်းအင်ရှင်ရဲ့သားကိုသတိပေးလိုက်မိပါတယ်။အဲ့ဒီမှာတင်အင်ရှင်ရဲ့သားကဒေါသတကြီးနဲ့သူ့အဖေဘယ်သူလဲဆိုတာသိလား။သူ့မိသားစုကဒီမှာပင်လယ်စာစားရင်ပတ်စံပေးစရာမလိုဘူးဆိုပြီးရန်ကားပါတော့တယ်။အင်ရှင်ရဲ့သားကဆိုင်ကိုသူ့အိမ်ပိုင်ပစ္စည်းလိုသဘောထားနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့အမျိုးသမီးလည်းစိတ်မရှိနိုင်တော့ပဲအရင်ကျွေးဟောင်းတွေပြန်ဆက်ရင်20%လျှော့ပေးမယ်တကယ်လို့မဆက်နိုင်ရင်တော့ဒီမှာလာပြီးပြဿနာမရှာနဲ့လို့ပြောလိုက်ပါတယ်အင်ရှင်ရဲ့သားလည်းသူမမနေမှန်းသိတာကြောင့်တွတ်ရွတ်ဆိုရင်ထွက်သွားခဲ့ပါတယ်မကြခင်မှာပဲအင်ရှင်ကရောက်လာပြီးသူမကိုဟန်ဆောင်ပန်ဆောင်ချီးမွမ်းခန့်ခွင့်ပါတော့တယ်ဒီဆိုင်ကနေတစ်နှစ်ကိုရွှန်6တန်းလောက်မြတ်တယ်လို့ကြားကြောင်းသူမကတော်တော်လေးအရေးချင်းရှိကြောင်းပြောရင်းနဲ့ပင်လယ်စာအချို့ကိုကောက်ယူလိုက်ပါတယ်သူ့အိမ်မှာဒီလောက်ပတ်စံတွေအများကြီးရှာနေတာပဲဒီလောက်လေးကိုမစေးနေတင်ဘူးလို့လည်းဆိုပါသေးတယ်ဆိုင်ကန်းကိုဆက်ငားကျင်သေးတာကြောင့်အမျိုးသမီးကသူ့ကိုပြန်ပြီးအငင်းခုန်မလုပ်ခဲ့ပါဘူးမထင်မှတ်ထားတာကအင်ရှင်ကစကားလမ်းကြောင်းလွဲပြီးသူတို့ရဲ့အိမ်ငါးစာချုပ်တက်တန်းကုန်တော့မှာဖြစ်လို့ထပ်မတိုးပေးတော့ကြောင်းပြောလာတာပါအမျိုးသမီးကလည်းဇဝေဇဝါနဲ့အိမ်လာစာတိုးချင်လို့လားညှိနှိုင်းလို့ရပါတယ်လို့ပြောပေမဲ့အင်ရှင်ကတော့ဒါဟာအိမ်လာစာကြောင့်မဟုတ်ဘူးလို့ညင်းပါတယ်သူ့သားကြောင်းပြီးတာကြာပြီးဖြစ်ပေမဲ့အလုတ်ကင်မရှိသေးတာကြောင့်ဒီနေရာမှာပဲသူ့သားကိုဆိုင်ဖွင့်ပေးတော့မယ်လို့ဆိုပါတယ်အဲ့ဒီအချိန်မှာအင်ရှင်ကတော့ကလည်းအမျိုးသမီးရဲ့ဆိုင်ကရေခဲတက်တာတွေကတော်တော်ကောင်းတာပဲသူတို့သားဆိုင်ဖွင့်တဲ့အခါအဲ့ဒီလိုမျိုးတွေပဲဝယ်ပေးရမယ်လို့ဝင်ပြောပါတယ်အင်ရှင်ကတော့သူ့မိန်းမကိုချက်ချင်းပဲငေါက်လိုက်ပြီးဆိုင်ကမကြခင်ငါတို့လက်ထဲရောက်တော့မှာပဲရေခဲတက်တာအစ်စ်တွေဝယ်နေဖို့မလိုဘူးလို့ပြောလိုက်ပါတယ်ဒီတော့မှအမျိုးသမီးဟာအင်ရှင်ကသူမရဲ့လုပ်ငန်းကောင်းနေတာကိုမြင်ပြီးဆိုင်ကိုအပိုင်သိမ်းချင်နေမှန်းသိလိုက်ပါတော့တယ်ပင်လယ်စာဆိုင်ဖွင့်ရတာမလွယ်ကူကြောင်းသူမကသတိပေးဖို့လုပ်ပေမဲ့အင်ရှင်ကလူကြီးလေတန်းနဲ့ဆုံးမပါတော့တယ်မင်းကလေးတယောက်အတွက်ဒီလိုဆိုင်ကြီးကိုဦးစီးရတာပင်ပန်းလွန်းလို့သူ့သားကိုပဲလွှဲပေးခဲ့လိုက်ပါဆိုင်လွဲခယူပြီးအိမ်ပြန်ပြီးအိမ်အောင်ပြူတာကမင်းကလေးတယောက်အတွက်အကောင်းဆုံးပဲလို့ပြောဆိုပါတော့တယ်အင်ရှင်ရဲ့ညှိနှိုင်းလို့မရတဲ့သဘောထားကိုမြင်တဲ့အခါမှာတော့အမျိုးသမီးလည်းညင်းမနေတော့ပဲသဘောတူလိုက်ပါတယ်သူမရဲ့မိသားစုနဲ့ဆိုင်ဝန်ထမ်းတွေကတော့ဒီသတင်းကိုကြားတဲ့အခါအင်ရှင်မိသားစုကသူမရဲ့လုပ်ငန်းကိုမနာလိုဖြစ်ပြီးသူမကိုအနိုင်ကျင့်ရလွယ်တယ်လို့ထင်နေကြတာကြောင့်အလွယ်တကူလက်မလျှော့ဖို့အကြံပေးကြပါတယ်ဒါပေမဲ့အမျိုးသမီးမှာကိုယ်ပိုင်အစီအစဉ်ရှိနေတာကိုဘယ်သူမှမသိကြပါဘူးသူမမှာအဆက်အသွယ်နဲ့အတွေ့အကြုံရှိတာကြောင့်တခြားနေရာမှာပင်လယ်စာဆိုင်ထပ်ဖွင့်ဖို့ကမခက်ခဲပေမဲ့သူမရဲ့စ조사အားထုတ်မှုတွေကိုတော့လောဘကြီးတဲ့အင်ရှင်မိသားစုစီအလကားလက်မလွတ်နိုင်ပါဘူးဒါကြောင့်သူမဟာပင်လယ်စာလုပ်ငန်းလိုင်စင်ကိုတွားပြီးပိတ်ပစ်လိုက်ပါတယ်ဝန်ထမ်းတွေကတော့သူမရဲ့ဆိုင်ကစံပြဆိုင်ဖြစ်နေတာကြောင့်ဖျက်သိမ်းလိုက်ရင်နှမျောဖို့ကောင်းကြောင်းဒီဆိုင်နေရာမှာပဲလိုင်စင်ပြန်လျှောက်မယ်ဆိုရင်စစ်ဆေးမှုတွေကအချိန်ကြာကြီးယူရမှာဖြစ်လို့လုပ်ငန်းတွေပြောင်းပေးတာကပိုကောင်းကြောင်းအကြံပြုကြပါတယ်ဒါပေမဲ့အမျိုးသမီးကတော့ဖျက်သိမ်းဖို့ပဲဇလုပ်ခဲ့ပါတယ်ပြီးတော့အငှားကားတွေခေါ်ပြီးဆိုင်တစ်ဆိုင်လုံးကိုအကုန်စင်ရှင်းထုတ်ပစ်လိုက်ပါတယ်စာချုပ်နောက်ဆုံးရက်မှာအင်ရှင်မိသားစုဆိုင်ကိုလာသိမ်းတဲ့အချိန်မှာတော့အခြေအနေကိုမြင်ပြီးချက်ချင်းပဲစွန့်အားနှင်သက်သွားကြပါတော့တယ်ဈေးကွက်ကြီးကြပ်ရေးအုပ်ချုပ်မှုဌာနကဖုံးဆက်လာတဲ့အချိန်ကြာမှအင်ရှင်မိသားစုဟာအကြီးအကျယ်နောင်တရပြီးမျောလင်းချက်မဲ့သွားကြပါတော့တယ်သူတို့ကအဲ့ဒီအမျိုးသမီးကိုအတင်းမောင်းမထုတ်ခင်မှာပဲအမျိုးသမီးကပင်လယ်စာဆိုင်ရဲ့လုပ်ငန်းလိုင်စင်ကိုဖျက်သိမ်းသွားခဲ့တာပါတကယ်တော့မကြသေးခင်ကမှအင်ရှင်ရဲ့သားဖြစ်သူဟာအမျိုးသမီးရဲ့ပင်လယ်စာဆိုင်ရောင်းကောင်းနေတာကိုမြင်ပြီးဆိုင်ကန်းငှားရမ်းခတက်တန်းကုန်ဆုံးပြီဆိုတဲ့အကြောင်းပြချက်နဲ့ဆိုင်ကန်းကိုအတင်းပြန်အပ်ခိုင်းဖို့သူ့အဖေကိုတိုက်တွန်းခဲ့တာဖြစ်ပါဒါကိုဒေါသထွက်သွားတဲ့အမျိုးသမီးကဆိုင်ရဲ့လုပ်ငန်းလိုင်စင်ကိုတိုက်ရိုက်ဖျက်သိမ်းပစ်ခဲ့တာပါအဲ့ဒီနောက်မှာတော့သူမဟာဆိုင်ထဲကပစ္စည်းမှန်သမျှအကုန်တည်ထုတ်ဖို့အိမ်တည်ယူပို့ဆောင်ရေးကုမ္ပဏီကိုခေါ်လိုက်ပါတယ်သူမကဒီနေ့နားမှာပဲဆိုင်တစ်ပြန်ဖွင့်ဖို့စီစဉ်ထားတာပါအဲ့ဒီအချိန်မှာပဲအင်ရှင်မိသားစုဟာဆိုင်ကိုလွှဲယူဖို့အပြေးအလွှားရောက်လာကြပြီးဆိုင်ထဲမှာဘာမှမရှိတော့ပဲဗလာချင်းနေတာကိုမြင်လိုက်ရတဲ့အခါစွန့်အားသွားကြပါတယ်အင်ရှင်ကတော့ကအမျိုးသမီးကိုချက်ချင်းအော်ဟစ်ပြီးပင်လယ်စာဆိုင်ထဲကပစ္စည်းကိရိယာတွေအားလုံးဟာဆိုင်ရဲ့အစိတ်ပိုင်းတွေမဟုတ်ဘူးလားလို့မေးခွန်းထုတ်ပါတော့တယ်သူမကဆိုင်ကန်းကိုပြန်အပ်တာဖြစ်တဲ့အတွက်ဒီပစ္စည်းတွေအားလုံးကိုထားခဲ့ရမှာဖြစ်ပြီးအခုလိုတည်သွားတာဟာဓမြတိုက်တာနဲ့ဘာကွာလို့လဲလို့ပြောဆိုပါတော့တယ်ဒါကိုကြားလိုက်ရတဲ့အမျိုးသမီးကတကယ်ကိုရေစရာကောင်းတယ်လို့ခံစားလိုက်ရပါတယ်ငှားရမ်းခက်စားချုပ်ထဲမှာလဲသူမဟာအိမ်ကိုပဲငှားတာဖြစ်ပြီးဘယ်ပစ္စည်းကိရိယာကိုမှမငှားခဲ့ဘူးလို့ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်ဒီပစ္စည်းတွေအားလုံးဟာသူမရဲ့3နှစ်တာစ조사အားထုတ်မှုနဲ့တဖြည်းဖြည်းချင်းဝယ်ယူစုဆောင်းခဲ့တာတွေဖြစ်လို့ဘာဖြစ်လို့အင်ရှင်မိသားစုကိုပေးခဲ့ရမှာလဲဒါပေမဲ့အင်ရှင်ရဲ့သားကတော့သူ့အဖေကဒီလိုဆိုင်ကန်းကောင်းကိုငှားပေးထားလို့သူမပတ်စံတွေအများကြီးရှာနိုင်ခဲ့တာဖြစ်လို့ကျေးဇူးဆက်တဲ့အနေနဲ့တခုခုခြံထားခဲ့တဲ့နာပေါ့လို့အရှက်မရှိပြောလာပါတယ်
မျိုးသမီးကလည်းချက်ချင်းပဲပြန်လေတုံ့ပြန်လိုက်ပါတယ်အိမ်ငားတာဟာအယောင်းဝယ်သဘောတရားသာဖြစ်ပြီးဘလို့ကျေးဇူးတရားမှမပါဝင်သလိုအပြန်အလှန်အနေနဲ့အိမ်ရှင်မိုက်သားစုဟာလွန်ခဲ့တဲ့3နှစ်လုံးပင်လယ်စာတွေကိုအလကားလာစားခဲ့ကြတာလို့ပြန်ပြောလိုက်ပါတယ်သူမရဲ့စီးပွားရေးကောင်းနေလို့ဆိုင်ကိုအတင်းသိမ့်ဖို့စူးစမ်းနေကြတာဟာသူမကိုအနိုင်ကျင့်လို့ရတဲ့အယူလို့တကယ်ပဲထင်နေကြတာလားဆိုင်ရှိမှာလူတွေစုယုံလာတာကိုမြင်တဲ့အခါအနာဂတ်စီးပွားရေးထိခိုက်မှာစိုးရိမ်တာကြောင့်အင်ရှင်ဖြစ်သူကရန်မဖြစ်ဖို့ဟန်ဆောင်တားမြစ်ရင်းနဲ့အမျိုးသမီးကိုလှောင်ပြောင်လိုက်ပါတယ်ဒီလိုအဆုတ်ပြက်ပင်လယ်စာကန်တွေနဲ့တခြားပစ္စည်းတွေကိုယူချင်ရင်ယူသွားလိုက်ပါသူ့မိသားစုကတော့ဒီလိုတန်ဖိုးမရှိတဲ့အမိုက်တွေကိုဂရုမစိုက်ဘူးလို့ပြောပါတယ်သူမကဒီအဆုတ်ပဲတွေကိုတည်သွားတာပိုကောင်းပါတယ်သူသားဆိုင်ဖွင့်တဲ့အခါအစ်စ်တွေဝယ်ပေးမှဖြစ်ပြီးသူမဆိုင်ထက်အစပေါင်း100မကပိုစီကားလာမှာပါလို့ကြုံသွားလိုက်ပါတယ်ဒါပေမဲ့သူတို့ဆိုင်ကိုကောင်းကောင်းလည်ပတ်နိုင်မှာမဟုတ်ဘူးဆိုတာကိုအမျိုးသမီးကသိနေပါတယ်ပင်လယ်စာဆိုင်ဖွင့်တာကကြည်ရတာလွယ်ကူပေမဲ့ဘလောက်အထိစူးစမ်းအားထုတ်ရတယ်ဆိုတာသူမှပဲသိတာပါဒါအပြင်အင်ရှင်ကလည်းအရင်ကဆိုင်ဖွင့်ဘူးပေမဲ့ရှုံးနှင်းခဲ့ဘူးပြီးသူ့သားကလည်းအလုံးမရှိအကိုင်မရှိလူလေးလူလင်းတစ်ယောက်သာဖြစ်ပါတယ်အမျိုးသမီးဟာသူတို့နဲ့ဆက်ပြီးငင်းကုန်မနေတော့ပဲအလုပ်သမားတွေကိုပစ္စည်းတွေမြ мян သေးဖို့ပဲတိုက်တွန်းလိုက်ပါတယ်အမျိုးသမီးကိုကျေးဇူးမတိတတ်သူလို့ဆဲဆိုပြီးနောက်အင်ရှင်မိသားစုဟာဆိုင်ကိုပြုပြင်မွမ်းမံဖို့အတွက်ငွေတောင်းခဏပေါင်းများစွာကိုစိတ်လှုပ်ရှားစွာနဲ့တုံးဆွဲလိုက်ပါတယ်ဆိုင်ကိုအင်ရှင်ရဲ့သားကိုစီမံခန့်ခွဲဖို့ပေးလိုက်တဲ့အခါမမျှော်လင့်ပဲစီးပွားရေးကတကယ်ကိုစီကားနေပါတယ်ဆိုင်ဖွင့်တဲ့နေ့မှာပဲအင်ရှင်ကသူ့သားဟာအားကိုးထိုက်သူဖြစ်ကြောင်းဂျင်းနဲ့ပီတီဖြစ်ရင်ချီးကျူးနေပြီးအင်ရှင်ရဲ့သားကလည်းအမျိုးသမီးကိုအယူမတ်တယောက်လိုနှိမ့်ချပြောဆိုနေပါတယ်။သူမ3နှစ်ပတ်လုံးစူးစမ်းခဲ့တဲ့မြတ်ကိုသူကတရက်တည်းနဲ့ဖောက်တယ်တွေအကုန်ယူလိုက်နိုင်ပြီလို့ဆိုပါတယ်။ဒါပေမဲ့သူပြောလို့မှမဆုံးသေးခင်မှာပဲဖောက်တယ်တယောက်ကဆိုင်ထဲကကမာတွေကဘာလို့နန်းစော်နေရတာလဲလို့ဒေါသတကြီးမေးခွန်းထုတ်ပါတော့တယ်။အင်ရှင်ရဲ့သားကတော့ဒါကမဖြစ်နိုင်ကြောင်းဒီကမာတွေကိုအဲ့ဒီနေ့မနက်ကမှဝယ်ထားတာဖြစ်ပြီးပင်လယ်စာမှာအနှံ့ရှိတာတဘာဝပဲလို့ပြန်ပြောပါတယ်။အိမ်ပြန်ရောက်ရင်ဆေးလိုက်ရုံပဲမဟုတ်လားလို့ပြောတဲ့အခါဒေါသထွက်နေတဲ့ဖောက်တယ်ကသူမကိုအယူမဲ့နေသလားလို့ပြန်អော်ပါတယ်ပုတ်နေတဲ့ကမာနဲ့ပင်လယ်စာနဲ့ကိုသူမမခွဲခြားတတ်ဘူးထင်နေလားလို့ဆိုပါတယ်အဲ့ဒီအချိန်မှာပဲတခြားဖောက်တယ်တွေကလည်းပြဿနာတွေကိုတယောက်ပြီးတယောက်ထောက်ပြလာကြပါတယ်တချို့ကပင်လယ်စာတွေမလက်ဆက်ဘူးလို့ညှဉ်းညူကြသလိုတချို့ကလည်းဈေးနှုန်းတွေကပြဿနာရှိနေတယ်လို့ပြောကြပါတယ်အမျိုးသမီးတယောက်ဆိုရင် AK ပင်လယ်စာတစ်တာတစ်လုံးဟာတက်တန်းကုံဆုံးနေတာကိုသတိထားမိသွားပြီးဒါဟာတရားမဝင်ဘူးလို့ထင်တာကြောင့်ဆိုင်ရဲ့လုပ်ငန်းလိုင်စင်အရေးချင်းကိုချက်ချင်းမေးခွန်းထုတ်ပါတော့တယ်အင်ရှင်ရဲ့သားဟာနေရာမှာတင်စွန့်အားသွားပြီးပင်လယ်စာရောင်းတာမှာဘာလို့ဒီလောက်ပြဿနာတွေအများကြီးရှိနေရတာလဲဆိုတာကိုသူနားမလည်နိုင်တော့ပါဘူးသူကစကားတွေထစ်အကုန်ပြီးဘယ်ပြဿနာကိုမှမဖြေရှင်းနိုင်တာကိုမြင်ရတဲ့အခါဖောက်တယ်တွေအားလုံးကငွေပြန်အမ်းဖို့တောင်းဆိုကြပြီးတချို့ကတိုင်ကြားဖို့ဖုံးဆက်ဖို့တောင်လုပ်နေကြပါတယ်အင်ရှင်မိသားစုလည်းလုံးဝကိုမျှော်လင့်ချက်မဲ့သွားကြပါတော့တယ်မျိုးသမီးဖြစ်သူကလမ်းတစ်ဖက်မှာပိုကြီးတဲ့ပင်လယ်စာဆိုင်အစ်စ်ဒီဇိုင်းဖွင့်လိုက်တဲ့အချိန်အထိဖောက်တဲ့အားလုံးကသူမစီကိုပဲရောက်ကုန်ကြပါတယ်။အဲ့ဒီအခါကျမှပဲအရင်အင်ရှင်ဖြစ်သူဟာမနာလိုစိတ်ကြောင့်သူမကိုဆိုင်လွဲပေးဖို့အတင်းကျပ်ဖိအားပေးခဲ့မိတာကိုနောင်တကြီးစွာနဲ့သဘောပေါက်သွားပါတော့တယ်။အင်ရှင်မိသားစုဟာသူမကိုနှင်ထုတ်ပြီးတဲ့နောက်မှာသူတို့ရဲ့သားဖြစ်သူကိုအဲ့ဒီပင်လယ်စာဆိုင်ကိုဆက်ခံပြီးလုတ်ကင်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆိုင်ဖွင့်တဲ့ပထမဆုံးနေ့မှာတင်လက်ဆက်မှုမရှိတဲ့ပုတ်တိုးကုံဆုံးနေတဲ့ပင်လယ်စာတွေကြောင့်ဖောက်တယ်ရီစီကနေတိုင်ကြားမှုတွေနဲ့တိုင်တော်မှုတွေကိုစက်တိုက်ဆိုသလိုရရှိခဲ့ပါတယ်။အင်ရှင်ဖြစ်သူကသူ့သားကိုမင်းမြန်းကြည့်တဲ့အခါမှာတော့အမျက်အစွန်းပိုရဖို့အတွက်သားဖြစ်သူကဈေးပေါ်ဆုံးဈေးကွက်ကနေပင်လယ်စာတွေကိုဝယ်ယူခဲ့တယ်ဆိုတဲ့အမှန်တရားကိုသိလိုက်ရပါတယ်။ဒါပေမဲ့သူကအတွေ့အကြုံမရှိတဲ့အတွက်ပင်လယ်စာတွေရဲ့အရေးအသွေးကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာမသိခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲဈေးကွက်ကြီးကြပ်ရေးအုပ်ချုပ်မှုဌာနကဖုန်းဆက်လာပြီးသူတို့စီမှာပင်လယ်စာရောင်းချဖို့အရေးချင်းစစ်လက်မှတ်ဒါမှမဟုတ်လုပ်ငန်းလိုင်စင်မရှိဘူးလို့တန်တရားရှိတဲ့အတွက်တိုင်ကြားစာတွေလက်ခံရရှိထားကြောင်းပြောကြားလာပါတယ်။လိုင်စင်မရှိဘဲလုပ်ငန်းကိုဆက်လက်လည်ပတ်လို့မရကြောင်းသိလိုက်ရတဲ့အခါအင်ရှင်ရဲ့သားဟာပို့ပြီးတော့ငွေခွဲမရဖြစ်သွားပါတယ်။ပင်လယ်စာရောင်းဖို့အတွက်အရေးချင်းစစ်လိုင်စင်တွေလိုအပ်တယ်ဆိုတာကိုသူလုံးဝမသိခဲ့လို့ပါပဲအင်ရှင်မိသားစုဟာအမျိုးသမီးစီကိုဖုန်းဆက်ပြီးသူတို့ရဲ့လိုင်စင်တွေကိုဘယ်မှာထားခဲ့တယ်လဲဆိုပြီးစစ်မေးကြပါတယ်အမျိုးသမီးကတော့အေးအေးဆေးဆေးပဲအဲ့ဒီလိုင်စင်တွေကိုဖျက်သိမ်းလိုက်တာကြပြီဖြစ်ကြောင်းပြန်ဖြေလိုက်ပါတယ်အင်ရှင်မိသားစုကဒေါသတကြီးနဲ့သူမကိုဆဲဆိုကြပြီးဆိုင်ကိုသူတို့စီပြန်လွှဲပေးခဲ့တဲ့အတွက်အဲ့ဒီလိုင်စင်တွေဟာသူတို့နဲ့ပဲဆိုင်ရမယ်ဘာလို့ဖျက်သိမ်းရတာလဲလို့မေးကြပါတယ်ဒါပေမဲ့အမျိုးသမီးကတော့ရေစရာကောင်းလိုက်တာလို့မှတ်ချက်ပေးပြီးသူမအိမ်ငါးတော့ကအိမ်လွတ်ပဲငှားခဲ့တာလို့ပြောလိုက်ပါတယ်ဒီလုပ်ငန်းလိုင်စင်ကသူမရဲ့ကိုယ်ပိုင်မှတ်ပုံတင်နဲ့လျှောက်ထားခဲ့တာဖြစ်လို့သူမရဲ့ကိုယ်ပိုင်လိုင်စင်ကိုစီမံပိုင်ခွင့်ရှိတာဟာတဘာဝကြပါတယ်အင်ရှင်ပြန်သိမ်းသွားတာကလည်းအိမ်လွတ်ပဲဖြစ်ပြီးသူမ3နှစ်ပတ်လုံးစူးစမ်းခဲ့တဲ့လုပ်ငန်းလည်ပတ်မှုရလဒ်တွေကိုသိမ်းသွားတာမဟုတ်ဘူးဆိုတာသူတို့နားမလည်ကြဘူးလားလို့ပြန်မေးလိုက်ပါတယ်အင်ရှင်ဟာအရန်ဒေါသထွက်သွားပြီးသူမဟာသူ့ရဲ့ဝင်ငွေလမ်းကြောင်းကိုဖျက်တောက်လိုက်တဲ့အတွက်လူမဆန်တဲ့သူဖြစ်တယ်လို့ဆွဆွဲပါတော့တယ်ဒါပေမဲ့အမျိုးသမီးကလည်းဓာတ်ရိုက်ပဲပြန်ချေပလိုက်ပါတယ်သူကသူမရဲ့စီးပွားရေးကောင်းတာကိုမနာလိုဖြစ်ပြီးအိမ်ပြန်ပြီးအိမ်အောင်ပြုဖို့ကလေးမွေးဖို့တိုက်တွန်းခဲ့တာဆိုင်ကိုအတင်းကျပ်လွှဲပေးခိုင်းခဲ့တာတွေကရောသူမရဲ့လောက်ကင်စားတောက်ခွင့်ကိုဖျက်တောက်ခဲ့တာမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်ဆက်လက်ပြီးတော့လည်းသက်ဆိုင်ရာစီးမြင့်စည်းကမ်းတွေအရစီးပွားရေးလုပ်ငန်းလိပ်စာဟာလိုင်စင်နဲ့ချိတ်ဆက်ထားတာဖြစ်လို့သူမကလိုင်စင်ဖြတ်သိမ်းပြီးတဲ့နောက်မှာအဲ့ဒီလိပ်စာဟောင်းမှာတစ်နှစ်အတွင်းလိုင်စင်အသစ်လျှောက်လို့မရတော့ဘူးလို့ပြောပြလိုက်ပါတယ်တနည်းအားဖြင့်ပြောရရင်ဒီပြဿနာတက်နေတဲ့ပင်လယ်စာတွေကိုတစ်နှစ်ပတ်လုံးရောင်းလို့ရတော့မှာမဟုတ်ပါဘူးအင်ရှင်မိုက်သားစုဟာအလှစင်တာနဲ့ကုန်ပစ္စည်းတွေအတွက်တိတ်နစ်ချီရင်းနှီးမြှုပ်နှံထားပြီးဒီဆိုင်ကိုပဲသူတို့ရဲ့အနားယူခြင်းအတွက်အားကိုးခဲ့ကြတာဖြစ်လို့အရာအလုံးဆုံးရှုံးသွားတဲ့အခါမှာတော့လုံးဝပြိုလဲသွားကြပါတော့တယ်အင်ရှင်ရဲ့ဇနီးဖြစ်သူကမြေကြီးပေါ်မှာထိုင်ပြီးအတန်ကုန်ဟစ်ကငိုကြွေးရင်အမျိုးသမီးကိုကျေးဇူးကမ်းသူဆိုပြီးကျိန်ဆဲ
ပါတော့တယ်အိမ်ရှင်ရဲ့သားကလည်းသူမကသူတို့မိသားစုကိုအေးအေးဆေးဆေးနေခွင့်မပေးတဲ့အတွက်သူမကိုလည်းအေးဆေးနေခွင့်ပေးမှာမဟုတ်ဘူးလို့ချိန်ချောက်ပါတယ်သူကဖုန်းကိုထုတ်ပြီးဓာတ်ပုံတွေရိုက်ဗီဒီယိုတွေတက်ဖြတ်ပြီးသတင်းအမှားတွေကိုစတင်ဖြန့်ဝေပါတော့တယ်အိမ်ရှင်လင်မယားကဘာလုပ်နေတာလဲလို့မေးတဲ့အခါသားဖြစ်သူကအခုကအင်တာနက်ခေတ်ဖြစ်ပြီးအမျိုးသမီးကသူမရဲ့ဂုဏ်သိက္ခာကိုအရန်တန်ဖိုးထားတာကြောင့်သူမရဲ့ဂုဏ်သိက္ခာကိုအွန်လိုင်းပေါ်မှာမကြခင်ဖျက်ဆီးပစ်မယ်လို့ပြန်ပြောပါတယ်မကြခင်မှာပဲအမျိုးသမီးဟာတငယ်ချင်းတစ်ယောက်စီကဖုန်းလက်ခံရရှိခဲ့ပြီးအိမ်ရှင်ရဲ့သားကသူမကိုအွန်လိုင်းမှာကောလာဟာလတွေဖြစ်နေကြောင်းသိလိုက်ရပါတယ်သူကသူမကိုသူတို့မိသားစုစီကနေအကူအညီတွေရခဲ့ပြီးမှသူတို့ရဲ့စီးပွားရေးကိုဖျက်ဆီးခဲ့တဲ့ကျေးဇူးကမ်းနဲ့ငွေဆိုးမတကောင်အဖြစ်ပုံဖော်ထားတာပါအခြေအနေမှန်ကိုမသိတဲ့အင်တာနက်အသုံးပြုသူအများပြားကလည်းသူမကိုဝိုင်းဝန်းရှုံချလာကြပါတယ်အမျိုးသမီးကဒီကောလာဟာလတွေကိုတိုင်ကြားပြီးဖယ်ရှားပစ်ဖို့လွယ်ကူမှန်းသိပေမဲ့အိမ်ရှင်မိုက်သားစုကသူမကိုအဆုံးမရှိနှောက်ယှက်နေအောင်မှာကိုလည်းသိနေပါတယ်ဒါကြောင့်သူမဟာသတင်းမှားတွေကိုချက်ချင်းရှင်းလင်းဖို့ဗီဒီယိုတွေဖန်တီးလိုက်ပါတယ်ဒီလောက်ရက်ကအိမ်ရှင်မိုက်သားစုကိုပိုပြီးကြီးလေးတဲ့တန်ဖိုးပေးဆက်စေရုံတင်မကပဲသူမအတွက်ပုံမကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုပါယူဆောင်လာပေးမှာဖြစ်ပါတယ်ရဲတွေဖမ်းဆီးခေါ်ဆောင်သွားပြီးထောင်ဒဏ်နဲ့ရင်ဆိုင်ရတော့မဲ့အချိန်ရောက်မှပဲအင်ရှင်ဟောင်းဟာနောင်တကြီးစွာနဲ့အမှန်တရားကိုသဘောပေါက်သွားပါတော့တယ်။မကြခင်ကတင်သူဟာလောဘဇောတိုက်ပြီးမနာလိုစိတ်တွေနဲ့အမျိုးသမီးရဲ့ပင်လယ်စာဆိုင်ကိုအာရမသိမ်းပိုက်ခဲ့တာဟာမလုပ်တဲ့အလုပ်ဆိုတာသိသွားခဲ့တာပါ။အင်ရှင်မိသားစုဟာအမျိုးသမီးကိုအတင်းကျပ်နှင်ထုတ်ခဲ့ပြီးနောက်မှာလုပ်ငန်းအတွေ့အကြုံမရှိတာကြောင့်ပင်လယ်စာတွေမလက်ဆက်တဲ့ကိစ္စအပြင်တခြားပြဿနာတွေနဲ့တိုင်ကြားခံခဲ့ရပါတယ်။ဒါအပြင်လိုင်စင်နဲ့အရေးချင်းသတ်မှတ်ချက်မပြည့်မီတာကြောင့်ဈေးကွက်စောင့်ကြည့်ရေးဦးစီးဌာနကဆိုင်ကိုပိတ်ခိုင်းလိုက်ပါတယ်ဒီလိုနဲ့အင်ရှင်မိသားစုဟာအရာအလုံးကိုဆုံးရှုံးသွားခဲ့ရပါတယ်ဒါပေမဲ့သူတို့ဟာကို့အမားကိုမစင်ကျင်တဲ့အပြင်သူတို့စီးပွားရေးပျက်စီးသွားတာဟာအမျိုးသမီးကလိုင်စင်တွေကိုဖျက်သိမ်းလိုက်လို့ဆိုပြီးသူမကိုပဲအပြစ်တင်နေကြပါတယ်အင်ရှင်ရဲ့သားဖြစ်သူကလည်းသူမဟာကျေးဇူးမသိတဲ့သူပါဆိုပြီးအွန်လိုင်းမှာမဟုတ်မမှန်လုပ်ကြံပြောဆိုခဲ့ပါသေးတယ်သူမဟာသူတို့ဆိုင်ကနေပတ်စံတွေအများကြီးရှာခဲ့ပေမဲ့သူတို့စီးပွားရေးပျက်စီးအောင်တမင်တက်လိုင်စင်တွေကိုဖျက်သိမ်းခဲ့တာပါလို့ဆွဆွဲခဲ့တာပါအင်ရှင်ရဲ့သားဟာသူမရဲ့နာမည်ကုန်သတင်းပျက်စီးစေဖို့အတွက်ကောလာဟာလာတွေကိုလူသိများအောင်ပတ်စံအမြောက်များအသုံးပြုပြီးကြော်ညာခဲ့ပါတယ်ဒါကြောင့်လည်းဒီဖြစ်ရဟာအရှိန်ဟုန်နဲ့ပြန့်နှံ့သွားပြီးအခြေအနေမှန်ကိုမသိကြတဲ့အင်တာနက်အသုံးပြုသူတော်တော်များများကသူမကိုတယောက်ပြီးတယောက်ဝိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်ဒီအကြောင်းကိုသိသွားတဲ့အခါမှာတော့အမျိုးသမီးဟာအလျှော့မပေးဘဲဗီဒီယိုတွေကိုချက်ချင်းတည်းဖြတ်ပြီးအွန်လိုင်းပေါ်တင်ခဲ့ပါတယ်သူမဟာဒီဆိုင်ကိုဘယ်လိုမျိုးအစကနေစူးစမ်းဖွင့်လှစ်ခဲ့ရပုံနဲ့အင်ရှင်မိသားစုနဲ့ဖြစ်ခဲ့တဲ့ပရိပခတွေကိုရှင်းပြခဲ့ပါတယ်အစတုန်းကတော့သူမဟာအင်ရှင်စီကနေဗလာအဆောက်အုံတစ်ခုကိုပဲငှားခဲ့တာဖြစ်ပြီးသူမရဲ့စူးစမ်းအားထုတ်မှုတွေနဲ့ပင်လယ်စာဆိုင်ကိုတဆင့်ချင်းတိစောက်ခဲ့တာပါဒါပေမဲ့အင်ရှင်မိသားစုဟာသူမရဲ့အယောင်တွက်ပြီးအမျက်အစွန်းကောင်းတာကိုမနာလိုဖြစ်ခဲ့ကြပါတယ်သူတို့ဟာပင်လယ်စာတွေကိုအလကားလာယူလေးရှိတယ်လို့နောက်ပိုင်းမှာလည်းသူတို့သားကိုစီးပွားရေးတင်ပေးခြင်းနေဆိုတဲ့အကြောင်းပြချက်နဲ့ဆိုင်ငန်းစာချုပ်ကိုတက်တမ်းမတိုးပေးတော့ပဲဆိုင်ကိုပါအလကားလွှဲပေးဖို့အတင်းအကျပ်ဖိအားပေးခဲ့ကြတာပါဒါအပြင်သူမဘက်ကလိုင်စင်တွေကိုဖျက်သိမ်းခဲ့တာဟာလည်းဥပဒေနဲ့အညီလုံထုံးလုံနည်းအတိုင်းလှုပ်ဆောင်ခဲ့တာသာဖြစ်ပါတယ်အင်ရှင်ဟာတခါတုန်းကလည်းဝယ်သူတွေကိုလိမ်ညာတာကြောင့်ဆိုင်ဖြက်စီးခံခဲ့ရဘူးတလို့သူ့မိမကလည်းအိမ်နီးနားချင်းတွေရဲ့ပါဆယ်ထုတ်တွေကိုခိုးယူတဲ့ကြောင်းဖော်ထုတ်ခံခဲ့ရပါတယ်သူသားကလည်းခဏခဏရန်ဖြစ်တတ်တဲ့လူမိုက်တစ်ယောက်ဖြစ်ပြီးထောင်ကြဘူးသူပါဒီမိသားစုဟာဘယ်တော့မှလူကောင်းတွေမဟုတ်ခဲ့ကြပါဘူးသူတို့ဟာအမျိုးသမီးကိုအနိုင်ကျင့်လို့ရမယ်အထင်နဲ့ဆိုင်ရောပစ္စည်းတွေကိုပါအဓမ္မသိမ်းယူဖို့စ조사ခဲ့ကြတာပါသူတို့ကိုယ်တိုင်ဆိုင်ကိုကောင်းကောင်းမွန်မွန်မလဲပတ်နိုင်ပဲနဲ့သူမကိုကျေးဇူးမသိတတ်သူလို့မဟုတ်မမှန်ဆွဆွဲခဲ့ကြပါတယ်အဆိုးဆုံးကတော့ဆိုင်ကိုသိမ်းယူပြီးတဲ့နောက်မှာတက်တန်းကုန်နေတဲ့ပင်လယ်စာတွေကိုရောင်းချခဲ့တာဟာဥပဒေကိုချိုးဖောက်နေတာပဲဖြစ်ပါတယ်အမှန်တရားအလုံးပေါ်ပေါက်သွားတဲ့အခါမှာတော့အင်တာနက်အသုံးပြုသူတွေဟာအင်ရှင်မိသားစုကိုပြင်းပြင်းထန်ထန်ရှုတ်ချပြီးတပိတ်မောက်ခဲ့ကြပါတယ်မကြခင်မှာပဲတရက်ကွက်လုံးကသူတို့ရဲ့အရှုပ်တော်ပုံတွေကိုတည်သွားကြပြီးအင်ရှင်မိသားစုဟာငွေကြေးဆုံးရှုံးရုံတင်မကပဲနာမည်လည်းလုံးဝပျက်စီးသွားခဲ့ပါတယ်ဆွေမျိုးတွေကတော့ဖုန်းဆက်ပြီးအဆက်အသွယ်ဖြတ်ခဲ့ကြပါတယ်အင်ရှင်မိသားစုဟာလုံးဝပြိုလဲသွားပြီးနေတိုင်းအပြင်တောင်မထွက်ရဲတော့ပါဘူးတစ်ဖက်မှာတော့အမျိုးသမီးဟာပင်လယ်စာလုပ်ငန်းစုကြီးတစ်ခုရဲ့အာရုံစိုက်မှုကိုရရှိသွားပါတယ်ကုမ္ပဏီရဲ့အမျိုးသမီးအမှုဆောင်ရရှိချုပ် CEO ကိုယ်တိုင်ကသူမကိုဆက်သွယ်ပြီးပူးပေါင်းဖို့ကမ်းလှမ်းလာခဲ့ပါသူမရဲ့ရိုးသားမှုဆိုင်ဖွင့်ခဲ့တဲ့အတွေ့အကြုံကောင်းတွေအပြင်ဆိုင်ဆုံးရှုံးခဲ့ရတဲ့အကြက်တဲကိုရင်ဆိုင်ကြော်ဖြတ်ခဲ့တဲ့သူမရဲ့ဆုံးဖြတ်ချက်နဲ့တတိကို CEO ကအတိအမှတ်ပြုတန်ဖိုးထားခဲ့တာပါ CEO ကသူမကိုအခွင့်အရေးကောင်းတွေပေးပြီးပင်လယ်စာဆိုင်ခွဲတွေအတူတူဖွင့်ဖို့ကမ်းလှမ်းခဲ့ပါတယ်ဆိုင်အသစ်အတွက်ပြင်ဆင်နေတဲ့အမျိုးသမီးကလည်း CEO ရဲ့ပံ့ပိုးမှုနဲ့အတူဝမ်းသာအားရသဘောတူလိုက်ပါတယ်သူမဟာပိုပြီးအဆင့်မြင့်တဲ့ပင်လယ်စာဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ကိုလည်းအမြန်ဆုံးရရှိခဲ့ပါတယ်ဒါအပြင် CEO ကကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင်ဆိုင်ဖွင့်မဲ့နေရာကိုစနစ်တကျရွေးချယ်စေခဲ့ပါတယ်။ဆိုင်သစ်ဟာမူရင်းဆိုင်ရဲ့မျက်စိတစုံအရှိတဲ့မှာတည်ရှိပြီးပိုကျယ်ဝန်းသလိုနေရာလည်းပိုကောင်းပါတယ်။အရင်ကထက်လည်းဆိုင်လာစာပိုတက်တာပါတယ်။ကျွမ်းကျင်တဲ့အဖွဲ့အစည်းရဲ့ကာကွယ်မှုတွေရှိနေတာကြောင့်သူမရဲ့စ조사အားထုတ်မှုတွေတစ်ဖက်သက်အသိမ်းခံရမှာကိုလည်းထပ်ပြီးစိုးရိမ်စရာမလိုတော့ပါဘူး။ဒါပေမဲ့သူမဆိုင်အသစ်ကိုပြင်ဆင်နေတော့မှပဲအင်ရှင်ဟောင်းဟာသတင်းကြားပြီးရောက်လာပါတယ်။သူမကိုလိုင်စင်တွေရောရှိရလားလို့ရဲဆက်ဆက်လှောင်ပြောင်ခဲ့တယ်လို့ဆိုင်ပြင်ပြီးရင်လည်းရောင်းမထွက်ပဲပုတ်တိုးကုန်နဲ့ပင်လယ်စာတွေနဲ့ပဲအဆုံးသက်သွားလိမ့်မယ်လို့ကဲ့ရဲ့ခဲ့ပါတယ်။အမျိုးသမီးကတော့တည်တည်ငြိမ်ငြိမ်နဲ့ပဲသူမရဲ့လိုင်စင်အသစ်ဟာပြီးခဲ့တဲ့အပတ်ကတင်ကျလာပြီးဖြစ်ကြောင်းနဲ့အဲ့ဒါဟာအဆင့်မြင့်ပင်လယ်စာဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့အင်ရှင်ရဲ့မျက်နှာကအပြုံးတွေချက်ချင်းပဲအေးခဲသွားပါတော့တယ်။ဆိုင်ဖွင့်တဲ့နေ့မှာတော့ဆိုင်အသစ်ကအယောင်းဝယ်တွေအရန်ကောင်းနေတာကိုကြည့်ပြီးသူဟာမနာလိုစိတ်တွေနဲ့မျက်လုံးတွေညှိနှဲနေခဲ့ပါတယ်။သူမရဲ့စီးပွားရေးပျက်စီးအောင်တိတ်တဆိတ်ထပ်ပြီးကြံစီနေပေမဲ့ဒီလောက်ရက်ကသူ့ဘဝကိုသူကိုယ်တိုင်ဖျက်ဆီးလိုက်တယ်လို့ဖြစ်သွားမယ်ဆိုတာကိုတော့သူလုံးဝမသိခဲ့ပါဘူး
အမျိုးသမီးကစောင့်ကြည့်ကင်မရာမှတ်တမ်းကိုဆွဲထုတ်ပြလိုက်တော့မှပဲပတ်ဝန်းကျင်ကလူတွေဟာအံ့ဩတုန်လှုပ်သွားကြပြီးပင်လယ်စာတွေမှာအစိပ်ပါနေတယ်ဆိုတဲ့အမျိုးသမီးဖောက်တဲ့ရဲ့ဆွဆွဲချက်ဟာသူမကိုယ်တိုင်ကြံစီဖန်တီးထားတဲ့ပြဿနာတစ်ခုမှန်သိရှိသွားကြပါတယ်။တကယ်တော့လွန်ခဲ့တဲ့ခဏလေးတင်ကပဲဒီအမျိုးသမီးရဲ့ပင်လယ်စာဆိုင်အသစ်ကိုဖွင့်လှစ်ခဲ့တာဖြစ်ပြီးချက်ချင်းဆိုသလိုပဲဖောက်တဲ့ဟောင်းရောဖောက်တဲ့တစ်တွေပါအများအပြားရောက်ရှိလာခဲ့တာပါ။ဒါပေမဲ့ဒီအခြေအနေကသူမရဲ့အိမ်ရှင်ဟောင်းဖြစ်သူကိုမနာလိုဝင်တိုစိတ်ဖြစ်ပေါ်စေခဲ့ပါတယ်။သူဟာသူမရဲ့အောင်မြင်ဖြစ်ထွန်းနေတဲ့စီးပွားရေးကိုအချိန်တော်ကြာကလေးကမနာလိုဖြစ်နေခဲ့တာဖြစ်ပြီးဆိုင်ကိုသူ့စီလွှဲပြောင်းပေးဖို့လည်းအတင်းအကျပ်ဖိအားပေးခဲ့ပူပါတယ်။အခုဆိုရင်တော့သူ့ရဲ့ဆိုင်ဟာတက်တန်းလွန်ပင်လယ်စာတွေနဲ့အရေးသွေးမမီတဲ့လုပ်ငန်းလည်ပတ်မှုတွေကြောင့်ဆိုင်ပိတ်သိမ်းခံထားရပြီးကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရတာပါ။သူ့ရဲ့ဆိုင်ကလမ်းရဲ့တစ်ဖက်မှာပဲရှိနေတာဖြစ်ပြီးမျိုးသမီးရဲ့ဆိုင်ဖွင့်ပွဲကိုလာရောက်ကုန်ပြုကြတဲ့ဖောက်တဲ့ဟောင်းအများပြားကလည်းလမ်းတစ်ဖက်ကအင်ရှင်ကိုလှောင်ပြောင်ခဲ့ကြပါသေးတယ်။သူဟာသူတစ်ပါးရဲ့အောင်မြင်မှုကိုခိုးယူဖို့စ조사ခဲ့ပေမဲ့နောက်ဆုံးမှာတော့အရှက်တကွဲအကျိုးနည်းနဲ့ဒေဝါလီခံခဲ့ရတာပါ။ဒါကိုအင်ရှင်ကပိုပြီးဒေါသထွက်လာခဲ့ပြီးသူမကသူ့ကိုအဆက်ခွဲဖို့အတွက်ဆိုင်အစ်စ်ကိုတမင်လာဖွင့်လာလို့ယူဆကသူမကိုအေးအေးဆေးဆေးနေခွင့်မပေးနိုင်တယ်လို့သူကိုယ်တိုင်လည်းအေးဆေးမနေနိုင်တော့ပါဘူး။ဒါကြောင့်သူဟာအမျိုးသမီးဖောက်တဲ့တယောက်ကိုချက်ချင်းပဲလက်ထိုးပြီးပြဿနာရှာဖို့နဲ့အမျိုးသမီးရဲ့စီးပွားရေးကိုဖျက်ဆီးဖို့စီခိုင်းခဲ့ပါတယ်။ပင်လယ်စာတွေကိုမြည်စမ်းကြည့်ပြီးတာနဲ့တပြိုင်နက်အဲ့ဒီအမျိုးသမီးကဘိုင်းအောင်တယ်ဆိုပြီးအော်ဟစ်ကပင်လယ်စာတွေမှာအစိပ်ပါနေတယ်လို့မဟုတ်မမှန်ဆွဆွဲပါတော့တယ်။ဆိုင်ရှင်မျိုးသမီးကတော့တခုခုမားနေပြီဆိုတာကိုရိပ်မိသွားပါတယ်။သူမကိုယ်တိုင်ပင်လယ်စာတွေကိုစစ်ဆေးထားတာကြောင့်ဘာပြဿနာမှမရှိနိုင်ဘူးဆိုတာကိုလည်းသိနေပါတယ်။သူမဟာရဲတပ်ဖွဲ့နဲ့လူနာတင်ရင်ကိုချက်ချင်းခေါ်ယူလိုက်ပြီးဆိုင်တကားကိုချက်ချင်းပိတ်ခိုင်းလိုက်ကဖောက်တဲ့အားလုံးကိုတက်တဲ့အဖြစ်နေပေးဖို့တောင်းဆိုလိုက်ပါတယ်။ဆိုင်ရဲ့ပုံရိပ်ကိုထိခိုက်မှုမရှိအောင်လို့သူမဟာစောင့်ကြည့်ကင်မရာမှတ်တမ်းကိုဆွဲထုတ်ပြီးဖန်သားပြင်ကြီးပေါ်မှာပြသလိုက်ပါတယ်။ကင်မရာမှတ်တမ်းထဲမှာတော့အစိမ့်မိတယ်ဆိုတဲ့ဖောက်တီဟာပင်လယ်စာကိုမစားခင်မှာအမည်မသိအမှုတစ်ခုကိုတိတ်တဆိတ်ထည့်လိုက်တာကိုအထင်ရှားတွေ့မြင်လိုက်ရပါတယ်။အဲဒီတော့မှလူအုပ်ကြီးလဲဒါဟာပရိယေတစ်ခုဆိုတာကိုနားလည်သွားကြပါတယ်။အဲဒီအချိန်မှာပဲရဲတွေရောက်ရှိလာခဲ့ပြီးအမျိုးသမီးဖောက်တီကိုမစစ်ဆေးရသေးခင်မှာပဲတစ်ဖက်ဆိုင်ရဲ့မူလပိုင်ရှင်ပါလို့ပြောဆိုတဲ့အမျိုးသားတစ်ယောက်ကရဲတွေစီချင်းကပ်လာပြီးအင်ရှင်ကိုတိုင်ကြားခြင်းကြောင့်ပြောဆိုပါတယ်။သူဖခင်ကွယ်လွန်ပြီးနောက်မှာအင်ရှင်ဟာသူတို့ရဲ့ဆိုင်ကို10နှစ်ကျော်ကြာတိမ့်ပိုက်ထားခဲ့တာဖြစ်ပြီးမူလပိုင်ရှင်မှာတော့သူဖခင်ရဲ့တည်တန်းစာပါဝင်တရားဝင်ထောက်ထားတွေရှိနေပါတယ်။အပြစ်ရှိနေတဲ့အင်ရှင်ဟာထွက်ပြေးဖို့စ조사ခဲ့ပေမဲ့ရဲတွေကအခင်းဖြစ်ပွားရာနေရာမှာတင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါကိုမြင်သွားတဲ့အစိမ့်မိဟန်ဆောင်တဲ့အမျိုးသမီးကလည်းသူမဖော်ထုတ်ခံရတော့မယ်ဆိုတာကိုသိသွားပြီးချက်ချင်းပဲအမှန်တိုင်းဝန်ခံလိုက်ပါတယ်။အင်ရှင်ကသူမကိုအမျိုးသမီးရဲ့စီးပွားရေးပျက်စီးအောင်လုပ်ဖို့ရွမ်9000ပေးခဲ့တာဖြစ်ပါတယ်။အင်ရှင်ဟာလုံးဝစိတ်တက်ကြသွားပြီးငိုကထွက်ပြေးဖို့စ조사ခဲ့ပေမဲ့ရဲတပ်ဖွဲ့ကတော့သူဟာပြည်သူအေဂျင့်တာယာမှုကိုနှောက်ယှက်မှုနဲ့သူတစ်ပါးပိုင်ပစ္စည်းကိုအလွဲသုံးစားလုပ်မှုတို့နဲ့တန်တရားရှိသူဖြစ်ကြောင်းပူးပေါင်းဆောင်ရွက်ဖို့ညှင်းဆန်ရင်ပြည်တံပိုကြီးသွားနိုင်ကြောင်းတတိပေးခဲ့ပါတယ်။မျောလင်းချက်မဲ့သွားတဲ့အင်ရှင်ဟာခုခံမှုကိုလက်လျှော့လိုက်ပြီးဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။မျိုးသမီးဟာဖြစ်ပွားခဲ့တဲ့ပြဿနာကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပြီးသူမရဲ့လုပ်ဖော်ကိုင်ဘက်တွေစီကလည်းပုံမယုံကြည်မှုရရှိခဲ့ပါတယ်။သူတို့ကအခင်းဖြစ်ပွားရာနေရာမှာတင်ဆိုင်ခွဲတွေပုံမဖွင့်လှစ်သွားမယ့်အကြောင်းကြေညာခဲ့ပြီးသူမကိုအထွေထွေမန်နေဂျာအဖြစ်ခန့်အပ်လိုက်ပါတယ်။သူမဟာကန်ဆိုးမှုကိုကန်ကောင်းမှုအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီးသူမရဲ့အိမ်မက်တွေနဲ့ပုံမနီးစပ်လာခဲ့ပါတော့တယ်။